မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာမိတ်ဆွေစနေသားသမီးတွေအားလုံးအဆက်ဆက်ရရအစဉ်ပြေကြပါစေလို့ဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ဒီနေ့မှာတော့ဆရာက2026ခုနှစ်မေလ20ရက်ကနေပြီးတော့လကုန်အထိ9လပိုင်းအကုန်အထိကိုမိတ်ဆွေစနေသားသမီးတွေရဲ့ကံအစိုးအကောင်းကိုဆရာကတားတော့နဲ့ဟောကြားပြီးမှဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုဆရာကို comment အောက်မှာဝင်မှတ်ပေးပါဦးဆရာဒီရက်ပိုင်းထဲမှာမိတ်ဆွေများတော့ကိုလက္ခဏာနဲ့ပတ်သက်ပြီးတော့ဆရာတင်ပြလာတာအပိုင်း5ကိုရောက်လာပြီဖြစ်တဲ့အတွက်လောကီပညာဘေးတင်တက်အနက်အဆက်ရှိတဲ့စိတ်ဝင်စားတဲ့မိတ်ဆွေများဖို့ကတော့ဆရာငယ်ရဲ့ Facebook ဘေးတင်ဆရာငယ်ဘေးတင် Facebook page မှာဖြစ်စေမိတ်ဆွေတို့ TikTok အကောင့်ဆိုလဲဆရာငယ်ဘေးတင်ဆိုပြီးတော့ TikTok အကောင့် 1.3 million follower ရှိတယ်အဲ့ဒီမှာဝင်ရောက်ကြည့်ရှုပြီးလို့ရပါတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲစနေတွေအတွက်ကိုစတင်လိုက်ရအောင်စနေသားသမီးမိတ်ဆွေများယခု2026ခုနှစ်9လပိုင်း20ရက်နေ့ကနေလကုန်ထိမိတ်ဆွေစနေသားသမီးတွေရဲ့ရင်ထဲမှာအတွေးလွန်နေတယ်ဗျာများနေတယ်ဆိုတဲ့ကံမျိုးဓာတ်ဖူးဆိုတော့စဉ်းစားရတွေးခေါ်ရတာကြက်နေတာမျိုးအိတ်မရတာမျိုးတွေအတွေးလွန်နေတယ်ဖြစ်ရှင်တဲ့ဆန္ဒတွေများပြီးဘယ်ကစတင်လောက်မှမသိဘာလို့မဆိုစဉ်းစားရကြက်နေတာမျိုးလေးတွေနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတတ်ပါတယ်အထူးသဖြင့်ကတော့လူမျိုးရေးကိစ္စမိသားစုကိစ္စအိမ်တွင်းရေးကိစ္စလေးတွေကြောင့်စိတ်ရှုပ်စရာစိတ်ညစ်စရာလေးတွေအနည်းငယ်ကြုံတွေ့နေရပြီးတော့စဉ်းစားဆုံးဖြတ်ရခံနေတာမျိုးမိမိရဲ့ဘောအရာရာကလာပြီးတော့စုပြုံပုံရောက်နေတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အတွေးတွေရောက်ရှိနေပြီးငါကိုမပိုင်းမဖြစ်ဘူးငါမရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်ကလေးတွေကိုမရှိမှဖြစ်တယ်ဆိုတဲ့အတိုင်းအတာမျိုးတွေကြောင့်တော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတတ်တော့ကာလပိုင်ရှားဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်လာရင်တော့အခွင့်အလမ်းကောင်းတွေပိုင်ဆိုင်လာတတ်ပါတယ်ရီမန်းချက်မျှော်လင့်ချက်တွေပြေဝလာပါမယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ထို့အပြင်ဆွေမျိုးသားချင်းတို့ညီကိုမောင်နှမတို့အိမ်အောင်ဘက်တို့ရှစ်သူတို့အဆက်ရှိတဲ့ပုံကိုယ်တွေရဲ့အကူအညီဆောင်မမှုနဲ့ထောက်ပံ့မှုတွေအခွင့်အလမ်းကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တော့ကာလပိုင်ရှားဖြစ်ပါတယ်ဒါအပြင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တယ်လို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပေးပါမထင်မဖက်နဲ့အပြောင်းလဲနဲ့ကကြမ္မာတိုးတက်ခြင်းကိုရရှိစေမဲ့အပိုင်းခြားဖြစ်ပါတယ်ခင်ဗျမိတ်ဆွေလုပ်ဖော်ကိုင်ပန်းနဲ့ပတ်သက်လာရင်တော့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပါလုပ်ငန်းတူအလုပ်တူအမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့ဖြည့်ရှင်းဆောင်ရွက်တာမျိုးလေးတွေအထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်အထူးသဖြင့်ကိုယ့်ရဲ့အထက်လူကြီးအမျိုးသမီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဆောင်မမှုတွေရရှိတာမျိုးအမတို့အတော်တို့အစရှိတဲ့ပုံကိုယ်တွေနားကနေပြီးတော့အားပြုအကြံဉာဏ်ကောင်းတွေရရှိစေမှာအသေးကြပဲဖြစ်တယ်အိမ်တွင်းနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမလိုပါဘူးအိမ်တွင်းနဲ့ပတ်သက်လာရင်တော့ကိုတိုင်ကဥစီဖြည့်ရှင်းပေးနေရတဲ့ကာလပိုင်းခြားဖြစ်တဲ့အတွက်အိမ်တွင်းနဲ့ပတ်သက်လာတဲ့ခါကျရင်တော့ကိုယ်စိတ်တိုင်းကြဖြစ်နေတတ်တဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ငကိုကပြောလို့ဆိုလို့မရတဲ့အပိုင်းခြားလေးတွေငကိုကစီးလုံးမှုပြပြနေတော့မိတ်ဆွေရောစနေသားသမီးများအနေနဲ့မိတ်ဆွေတို့အတွက်ကိုကန်ဆာတာထောက်ပံ့ကောင်းတွေရရှိပြီးတော့ငကိုကဝေးကွာနေတော့သူတွေပြန်လဲဆက်သွယ်ရရှိတာမျိုးတွေမိသားစုဖေယိုဖေးရဲ့ကွဲကွာနေတော့မိတ်ဆွေများဖို့ပြန်လဲတင့်မြတ်အောင်စူးစမ်းတင်တော့ကာလပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းမိသားစုရင်းနဲ့ပတ်သက်လာရင်စိုးရိမ်စရာမရှိပါဘူးသို့တော့အရာရာကူတော့ကိုမပိုင်မပြီးတဲ့အတွက်တော့နည်းနည်းလေးတော့စိတ်ပန်းလူပန်းအတွေးလွန်ပြများဖြစ်ရတတ်ပါတယ်ခင်ဗျတို့အပြင်မိတ်ဆွေတို့အနေနဲ့သားသမီးကံကောင်းပါတယ်ခင်ဗျထို့အပြင်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့သားသမီးတွေတပည့်လက်သားတွေဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတတ်တာမျိုးတွေကြုံရတတ်ပါတယ်စက်တူကိစ္စတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးရင်ကိစ္စလေးတွေစာချုပ်စာတမ်းနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှေ့တိုးဆောင်ရလှုပ်ဆောင်မှုကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျထို့အပြင်ဆွနာကိုစက်တူဆိုင်ရာလုပ်ငန်းလေးတွေအစုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးလေးတွေပေါင်းစုလုပ်ရသောလုပ်ငန်းတွေအတွက်တော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောပိုင်းခြားဖြစ်ပါတယ်ခင်ဗျဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ကုသရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်လုပ်ငန်းအကြံအစီအကောင့်တွေပေါ်တာမျိုးကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်ရန်အတွက်တော့စဉ်းစားအရှိဆွေပြောဆိုရန်အတွက်တော့အားသာကောင်းမှုတိုးတက်နိုင်ပါတယ်စက်ပစ္စည်းတို့ဖုန်းတို့ဆိုင်ကယ်တို့ကားတို့နိုင်တို့အစရှိတဲ့အရာလေးတွေမှာလက်ဆောင်ရရှိတာမျိုးမင်းတစိုးလက်ဆောင်ရရှိတာမျိုးတွေအထောက်ပံ့ကောင်းတွေရရှိတတ်ပြီးတော့စက်ပစ္စည်းအသစ်ရင်အသစ်တွေဝင်တတ်ပါတယ်ထို့အပြင်ဝင်လို့လည်းကောင်းပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့သားသမီးတပည့်လက်သားလောက်ငယ်သားနဲ့ပတ်သက်လာလို့ရှိရင်အကျိုးပေးကံကောင်းမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်ခင်ဗျာနော်တတိထားစင်နေရမှာလေးကတော့မိတ်ဆွေတို့အနေနဲ့အကိုရဲ့အသက်ကြီးတဲ့သူတွေကျမ်းမာရေးညံ့တာမျိုးလေးတွေကိုယ့်ထက်အထက်သူကြီးနဲ့ပတ်သက်ပြီးတော့စကားပြောအဆင်မပြေတာမျိုးလေးတွေမိသားစုဝင်တွေမှာကိုယ့်ထက်အသက်အရွယ်ကြီးသောသူတွေရဲ့ကျမ်းမာရေးချူချာတာမျိုးညံ့တာမျိုးလေးတွေကြုံရတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်တော့နည်းနည်းကလေးတတိထားစင်နေရလိုရပါတယ်စနေသားသမီးမိတ်ဆွေများအဖို့အထက်လူကြီးနဲ့စကားပြောဆိုတဲ့အခါမှာဖြစ်ဖြစ်မိမိတဲ့ကြီးကဲသောသူတွေဆရာသမားတွေရာရှိတွေရာခိုင်နဲ့ပြောဆိုတဲ့အခါမှာနည်းနည်းလေးတတိကလေးထားပြီးတော့ပြောဆိုဖို့လိုအပ်ပြီးတဲ့အခါစကားပြောမှားတာမျိုးလေးတွေမိမိရဲ့မိသားစုတွေမှာအထက်လူကြီးကြီးကဲတွေရဲ့ကျမ်းမာရေးအနေနဲ့ညံ့ခြင်းမျိုးတွေကြုံရတတ်သောကာလပိုင်းခြားဖြစ်ရတတ်ပါတယ်ခင်ဗျာအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါဘာမှစိုးရိမ်စရာမလိုပါဘူးအိမ်တော်ရှင်များဖို့ကတော့အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်မိသားစုတွေတယောက်နဲ့တယောက်တူးနဲ့တူစီးပွားရေးငွေကြေးစင်မပြေတော့မိသားစုတွေတယောက်နဲ့တယောက်တူးနဲ့တူနားလည်မှုယူပြီးရှေ့ဆက်ဖြည့်ရှင်းမှာငကိုကအမှုကိစ္စတွေအမွေကိစ္စတွေ
ဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာပြန်လည်ပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့ငကူကပြောလို့ဆိုလို့မရတဲ့သားသမီးတွေပြောလို့ဆိုလို့ကောင်းလာတာမျိုးတွေစီလုံးမှုအားနည်းနေတဲ့မိတ်ဆွေများတော့စီလုံးမှုရှိလာတာမျိုးတွေလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်တိုင်တိုင်မြင်မြင်ညှိညှိနိုင်နိုင်နဲ့ respect ထားပြီးတော့ပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းတွေအေးချမ်းခြင်းတွေရရှိပြီးတော့မိမိအိမ်အတွင်းမှာအရှုံးအောင်ဖြစ်နေသူတွေအမှုကိစ္စရုံးလက်နာကိစ္စဖြစ်နေသူတွေအတွက်တော့အားသာကောင်းမှုတိုးတက်နိုင်ပါတယ်passport လုပ်ငန်း visa လုပ်ငန်းနဲ့ပတ်သက်လာရင်ရှေ့တို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းသောကာလအပိုင်းခြားဖြစ်ပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လာရင်တော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတာမျိုးလေးတွေအနေငယ်ကြုံရတတ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအပိုင်းခြားထဲမှာယာထုတိုးဖို့ယာထုတက်ဖို့အတွက်တော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလဖြစ်ပေမဲ့လို့ယာထုတိုးတဲ့အခါမှာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေအားနည်းနေတတ်သောကာလဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဝေးကွာနေသောမိတ်ဆွေများပြန်လည်စုံစည်းရတာမျိုးတွေငကူကအဆက်အသွယ်ပြတ်နေသူတွေပြန်လည်အဆက်အသွယ်ရရှိတတ်သောအိမ်တော်ကြီးကံကိုပိုင်ဆိုင်နေတတ်ပြီးတဲ့အခါသားသမီးရရှိတယ်ဖို့အတွက်ကိုအခွင့်အလမ်းကောင်းရရှိတာမျိုးမိတ်ဆွေတို့အနေနဲ့သားသမီးလိုချင်တဲ့စနေသားသမီးမိတ်ဆွေများဖို့ကတော့နီးစပ်ရဖရားတွေမှာအဋိဌံပြုတာမျိုးတွေပြုလုပ်ပါကသားသမီးရရှိစေနိုင်တော့ကပ္ပလာအပိုင်းခြားဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ဆိုလို့ချင်းတတိထားမှာတော့ကျန်တာဆဆိုးဝါးမဟုတ်ဘူးမိတ်ဆွေတို့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တတိထားမှာအသက်ရှူကြက်တာမျိုးလေးတွေညာအိမ်မပြောတာမျိုးလေးတွေအတွေးလွန်နေတာမျိုးလေးတွေကိုအတက်နိုင်လို့ရှော့ပြီးဖို့လိုအပ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေစနေသားသမီးတွေကမိမိတို့ရဲ့စိတ်ထဲမှာလက်ရှိကာလပိုင်းခြားမှာဆိုလို့ရှိရင်တော့နည်းနည်းကလေးနေရာထိုင်ခင်းကိစ္စလေးတွေ passport visa လိမ်ငန်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်တယ်တင်တန်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်တယ်သို့တော့နိုင်ငံခြားအပြောင်းအရွှေ့နေရာထိုင်ခင်းတွေမှာကိုမျှော်မှန်းထားတယ်လို့မဖြစ်လာတတ်တာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများတာမျိုးတွေဖြစ်ရတတ်တယ်မြေယာကိစ္စတွေဝယ်တဲ့အခါရောင်းတဲ့အခါစာချုပ်ချုပ်တဲ့အခါအိမ်ဆောက်တဲ့အခါမှာတော့အတက်နိုင်ဆုံးလက်ရှိကာလဟာတတိထားစီနေရန်အတွက်များစွာလိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ကံအနေနဲ့ဆိုရင်တော့ကံကောင်းမှုတွေရရှိတယ်ဆိုတဲ့ကတ်ဖြစ်တဲ့အတွက်ကံကတော့မိတ်ဆွေဘက်မှာ80%လောက်တည်ရှိနေပါတယ်လာလာဘာနဲ့ပတ်သက်လာရင်တော့လာလာဘာနဲ့ပတ်သက်လာရင်တော့မျောလင့်တာထက်တော့အနည်းငယ်လေးကြံ့ကြာနိုင်ပေမဲ့တကယ်ကိုရရှိမှအသေးချာပဲဖြစ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့စိုးရိမ်ပူပန်တတိထားစရာအနေနဲ့ကတော့အလုံးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အရန်ကြီးလောဘကြီးနေရတဲ့လက်ရှိကာလအတိုင်းတာမျိုးတွေမှာဆိုလို့ရှိရင်မိသားစုကိုအေးအေးဆေးဆေးနဲ့နုံနုံထွေးထွေးအချိန်ပေးတင်တော့အပတ်တာကာလဖြစ်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုတဦးတယောက်တည်းဦးစီးဦးဆောင်လုပ်တာမျိုးတွေဟာအင်မတန်အားနည်းစီသောကာလပိုင်းခြားဖြစ်ပါတယ်စနေသားမိတ်ဆွေများဒီအပတ်တာတော်ဒီမှာဆိုမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ29ရက်28ရက်နဲ့29ရက်နေ့တွေမှာပြောဆိုဆောင်ရွက်ဖို့ကောင်းပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေစနေသားသမီးများဖို့အဆက်ဆက်ရရအစီအမံအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်အပန်းရောင်လို့မိုးပြရောင်လို့အဖြူရောင်လို့မြင်များပါသောအရာတွေကိုဝစ်စင်မှာအကျိုးပေးကံကောင်းစီသောကဏ္ဍအဖျားတွေနဲ့ဆိုရင်တော့9ကဏ္ဍခုနှစ်ကဏ္ဍနဲ့မိတ်ဆွေတို့အနေနဲ့နှစ်ကဏ္ဍတွေဟာကံစားတာတိုးတက်မှုနဲ့ကံကောင်းမှုကိုရရှိစေပါတယ်အကျိုးပေးကံကောင်းစီသောနေသားအနေနဲ့ဆိုရင်တော့ဂျာစာပရိသသမီးတို့စနေသားသမီးတို့နဲ့တွဲဖက်လုပ်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပါတယ်အဋိဌံပြုလို့တဲ့စနေသားသမီးမိတ်ဆွေများအနေနဲ့မေတ္တာတုတ်တနည်းကို9ခေါက်နှုံးနဲ့ရွတ်ဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်အောင်မြင်မှုနဲ့ခက်ခဲမှုတွေအစင်မပြေမှုတွေဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအလားဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတွင်းမှာဆိုအဆက်ဆက်ရအစင်ပြေအောင်မြင်တိုးတက်စေရန်မိမိအိမ်ကမသွားမီမှာလိုရာကိစ္စပြုမှုဆောင်ရွက်တဲ့အခါမှာလက်ခုပ်လက်ဝါးတီးပြီးတော့လိုရာကိစ္စကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်ကံကောင်းလာပါလိမ့်မယ်အဆက်ဆက်ရမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွေအယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းစီရန်အတွက်ဆိုရင်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဖဲချက်လေးတစ်ချက်နဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်တာမျိုးဖြစ်စေတားရော့ကတ်လေးတစ်ကတ်နဲ့ဘာတားရော့ကတ်ဖြစ်ရိုက်ပုတ်ထိတွေ့ပြီးတော့ထွက်စမ်းဟဲဆိုပြီးတော့ရောင်းထွက်အောင်ပြောဆိုလိုက်ပါကအယောင်းဝယ်ကောင်းလာမှာအတိအကျပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဇနီးသားသမီးမိတ်ဆွေတွေအားလုံးဒီ9လပိုင်းအတွင်းမှာအဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်လို့လုပ်ငန်းပင်ပန်းသမျှစိတ်ပင်ပန်းသမျှစိတ်ချုပ်သမျှကိုလက်ရှိမိသားစုကိုအစိမ်ပြီးပြီးတော့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိကြပါစေလို့ဆရာကဆုတောင်းရင်းနဲ့ဇနီးသားသမီးတွေအားလုံးမိသားစုအပူစီးပွားရေးအပူတော့ကများကင်းဝေးလို့ကာယဒုက္ခစိတ်တဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံပါစေလို့လိုက်လဲကျွန်တော်ကမေတ္တာပို့ဆုတောင်းရင်းနဲ့ဆရာဟောတဲ့အချက်တွေမှာကောင်းသောအိဋ္ဌအာယုများသည်မှန်ကန်ပြီးမကောင်းသောအိဋ္ဌအာယုများသည်လွဲချော်ပါစေလို့မေတ္တာပို့ဆုတောင်းရင်းနဲ့ကဲဗီဒီမီမြန်ကျင်တဲ့ဆရာငယ်မိတ်ဆွေများ90 290 416 79029417မှာဆက်သွယ်မီမြန်နိုင်ကြောင်းဆရာကပြောရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်ဆောင်ကြပါမယ်ခင်ဗျအားလုံးရဲ့အဆက်ဆက်ရအောင်မြင်တိုးတက်လို့ယရနာစိန်ကြောက်ဇဲတောက်တိုင်းကစားနိုင်ကြပါစေလို့စနေနဂါးတွေဆုတောင်းပေးလိုက်ပါတယ်